ရန်ကုန်မြို့နိုဗိုတယ်ဟိုတယ်မှာ sex dance ကခဲ့တဲ့တရုတ်ဆောင်တင်စာဝင်းကျော်နဲ့အကအဖွဲ့ကိုကမာရွတ်မြို့နယ်ရဲစခန်းကပုံမှန်294 114နဲ့အမှုဖွင့်ထားတယ်လို့ဌာနဆိုင်ရာနဲ့နှီးစပ်တဲ့သတင်းရင်းမြစ်ကနေသိရပါဗျ။ဇန်နဝါရီ15ရက်ကကမာရွတ်မြို့နယ်အမှတ်8ရပ်ကွက်ပြည်လန်းရှိ Novotel Hotel ရန်ကုန်ဘောက်ရုံခန်းမမှာပြုလုပ်တဲ့ Cloud 7 Production Entertainment ရဲ့တီထောင်သူစီကိုဇွဲခန့်အောင်ရဲ့မွေးနေ့ပွဲမှာ sex dance ကခဲ့တယ်ဆိုပြီးတင်စာဝင်းကျော်နဲ့အဖွဲ့ကိုကမာရွတ်မြို့မှရဲစခန်းမှုဘာတို့ကအမှုဖွင့်ခဲ့တာလို့သတင်းရင်းမြစ်ကတပတ်ကိုပြောပါတယ်။စခန်းမှုကဇန်နဝါရီလ18ရက်ကတရားစွဲထားတဲ့တင်စာဝင်းကျော်ရော sex dance ကတဲ့အဖွဲ့ရောတရားစွဲရတဲ့အကြောင်းရင်းက sex dance အကဆိုတာထက်ခွင့်ပြုချက်မရှိဘဲပွဲလုပ်လို့ပွဲလုပ်မယ်ဆိုဌာနဆိုင်ရာနဲ့ရဲစခန်းမှာခွင့်ပြုချက်တင်ရမှာပါမစ်မရှိဘဲပွဲလုပ်လို့အမှုဖွင့်တာဖမ်းဆီးထားတာတော့မရှိသေးဘူး။တရုတ်ဆောင်တင်စာဝင်းကျော်နဲ့အဖွဲ့ကိုမြမရိုးရာယဉ်ကျေးမှုကိုစန့်ကျင်ပြီးအများပြည်သူအမြင်မတင့်တယ်ပွဲရာအဝတ်စားတွေဝစ်စင်ကလိမ်ပိုင်းဆိုင်ရာညဉ့်ညမ်းတဲ့အကနဲ့ကပြဖျော်ပြတယ်ဆိုပြီးစစ်တပ်ဝါဒဖြန့်ချန်နယ်တွေကဖမ်းဆီးဖို့ဖိအားပေးတာကြောင့်တရားစွဲဆိုရတဲ့အဆင့်ထိရောက်သွားတာလို့အမှုပညာအတိုက်အဝန်းကပြောပါတယ်။အဲ့ဒီပြဿနာဖြစ်တော့ရုပ်ရှင်အစည်းအရုံးကတင်စာဝင်းကျော်ကိုခေါ်ပြီးခံဝင်ထိုးခိုင်းပြီးဒါကိုဘောမတွေကမဖမ်းအောင်ဖိအားတွေအရန်ပေးနေတော့စခန်းကအမှုဖွင့်လိုက်တာပြန်လွတ်တာတော့မကြသေးဘူးကိုစာချင်းစာတရားရှိရမှာမလုပ်သင့်ဘူးမော်ဒယ်တယု